trigonometric form trigonometric form နဲ့ပတ်သက်ပြီးဆရာတို့ပြောရမယ်ဆိုရင် complex number ရဲ့ပုံသင်နည်းကိုတော့ဆရာတို့သိတယ်ပြီ complex number ရဲ့သင်္ကေတကစ complex number ရဲ့သင်္ကေတကစသူ့ရဲ့ပုံသင်နည်းက z equal to h plus yi ဆိုတာကပြောခဲ့ပြီးသား h ကဘာလဲဆိုရင် real number ဖြစ်ပြီး y ကကျတော့ imaginary part နဲ့သက်ဆိုင်တဲ့ imaginary number ဖြစ်မယ် i ကတော့ imaginary unit ဆိုတဲ့အကြောင်းကိုရှင်းသင်ခန်းစာတော့ဆရာတို့ပြောခဲ့ပြီးသားအဲဆိုရင်ဆရာတို့ complex number ရဲ့ပုံသင်နည်းက z equal to h plus yi complex number ရဲ့ပုံသင်နည်းက z equal to h plus yi ဟုတ်ပြီအဲ့ဒီ complex number ကိုဆရာတို့ point ပုံစံနဲ့ရေးမယ် complex number ကို point ပုံစံနဲ့ရေးမယ်ဆိုရင်ဘယ်လိုရေးလို့ရလဲဆိုရင် h, y ဆိုပြီးတော့ဆရာတို့ကရေးလို့ရတယ် h, y ဆိုပြီးတော့ရေးလို့ရတယ် comma ရှိက h တန်ဖိုးလေးက real part comma နောက်က y တန်ဖိုးလေးက imaginary part imaginary number တန်ဖိုး comma ရှိက h တန်ဖိုးလေးက real number comma နောက်က y တန်ဖိုးလေးက imaginary number တန်ဖိုးဖြစ်မယ်ဒါဆိုရှင်းတဲ့အခါပြန်ပြောမယ်ဆိုရင် complex number ရဲ့ data က z ရဲ့ equation က h equal to z equation က z equal to h plus yi ဖြစ်မယ်အဲ့ဒါမှဆရာတို့ point ပုံစံရေးမယ် point ပုံစံရေးမယ်ဆိုရင်ဟောလာပေးရအနေနဲ့ point ပုံစံရေးမယ်ဆိုရင် h, y ဆိုပြီးရေးလို့ရတယ်ဟုတ်ပြီဟောလာပေးရလို့ပြောလိုက်တော့သူဒီဒီဟာကိုဆရာတို့ကဘယ်မှာလဲဆိုရင်အရှိက h တန်ဖိုးနောက်က y တန်ဖိုးဖြစ်တဲ့အတွက်သူ့ကို plane ပေါ်မှာနေရာယူတော့မယ်ပေါ့နော် plane ပေါ်မှာဆရာတို့နေရာယူမဲ့တော့မယ်ဆိုရင်အဲ့ဒီခုနကတော့ z ဆိုတဲ့အမှတ်လေးကဟုတ်ပြီဆရာတို့ plane လေးရင်ဆွဲလိုက်မယ် h ဝင်ယူ y ဝင်ယူh coordinate y coordinate ဆွဲလိုက်ဒီမှာက h coordinate ဖြစ်မယ်ဒီမှာ y coordinate ဖြစ်မယ်စဆိုတဲ့အမှတ်လေးက h coordinate နဲ့ y coordinate ကြားထဲမှာရှိမယ် h, y လို့ပြောရတဲ့ h ကို h ကို u နဲ့ y ကို u ကြားထဲမှာရှိတဲ့အမှတ်လေးကဘာလဲဆိုရင် z အမှတ်လေးဖြစ်မယ်အဲ့တော့မှသူ့ကိုဆရာတို့က unit vector အနေနဲ့ဆရာတို့ကယူလိုက်မယ် z ကို unit vector နဲ့ယူလိုက်မယ်ဆိုရင် z ရဲ့တန်ဖိုးလေးကိုဆရာတို့ဘာလို့သတ်မှတ်လိုက်မှာလဲဆို r လို့သတ်မှတ်လိုက်ခုန z equation တော့ဆရာတို့ဘာလို့ပေးထားလဲ z equal to h plus yi လို့ပေးထားတယ် h plus yi ကို point ပုံစံအရရေးမယ်ဆိုရင်တော့ h, y h plus yi ကို point ပုံစံအဖြစ်ရေးမယ်ဆိုရင်တော့ h, y ဖြစ်မယ်အဲ့ဒါကဒီ z ဆိုတဲ့ unit vector လေးရဲ့တန်ဖိုးလေးကဘာလဲဆိုရင် r ဖြစ်သတ်မှတ်လိုက်မယ် r ဖြစ်သတ်မှတ်လိုက်မယ်အဲ့ဒါဒီမှာကြည့်မယ် r ဖြစ်သတ်မှတ်လိုက်ပုံလေးကလည်းရှိပါတယ်နော်အဲ့တော့ဒီမှာဆိုရင် z ရဲ့ absolute r ဆိုတာဘာလဲဆိုရင် z ရဲ့ absolute တန်ဖိုးပဲ r ဆိုတာဘာလဲဆိုရင် z ရဲ့ absolute တန်ဖိုးဒါကြောင့်မို့ r ဆိုအောက်ကပေးထားတယ်ဟဲ့ဒီ r ဆိုတဲ့တန်ဖိုးလေးကဘာလဲဆိုရင် z ရဲ့ absolute တန်ဖိုးတနည်းအားဖြင့် Bacardi တန်ဖိုးပဲဒါကြောင့်မို့ absolute value of z equal to modulo z equal to ကဘာလဲဆိုရင် r ပဲ r လို့ချင်းဘာလဲဆိုရင် square root of x square plus y square ဟုတ်ပြီ r equal to square root of x square plus y square ဘာကြောင့်ရရလဲဆိုရင်အောက်မှာလည်းပုံလေးပေးထားပါတယ်နော်ဘာကြောင့်ရရလဲဆိုအောက်မှာလည်းပုံလေးပေးထားတယ်ဘာဝင်ရောအတိုင်းတ unit သွားတာမို့လို့သူဒီပါလဲဆိုရင် y h ဝင်ရောအတိုင်းတ unit သွားတာမို့လို့သူဒီပါလဲဆိုရင်သူ့တန်ဖိုးလေးကအဲ့လိုဆရာတို့သတ်မှတ်လိုက်အဲဒါကြောင့်ဒီမှာဆက်ဆွဲမျိုးလေးဆွဲလိုက်တဲ့အခါမှာသူဒီဘာဖြစ်တာလဲဆိုရင်ဒေါင်းမှန်ကြနေတာကိုတွေ့ရတယ်ဒေါင်းမှန်ကြတွေ့ရတဲ့သူဒီဘာ3ကန်လဲဆိုရင်ဒေါင်းမှန်3ကန်ဖြစ်တယ်ဒေါင်းမှန်ကြတွေ့ရတဲ့သူဒီဘာ3ကန်လဲဆိုဒေါင်းမှန်3ကန်ဖြစ်တယ်ဒေါင်းမှန်3ကန်ဖြစ်တဲ့အတွက်ကြောင့်ပိုက်တာကိုတဲ့သူရန်သုံးတယ်ဆိုရင်ဒေါင်းမှန်ကအနာနှစ်ထပ်ဒီကျန်အနာနှစ်ထပ်နှစ်ပတ်ပေါင်းခြင်းနဲ့ညီမျှကျန်အနာနှစ်ဖက်နှစ်ထပ်ပေါင်းခြင်းနဲ့ညီမျှသည်အနာဆိုတာကဒေါင်းမှန်ကြအောင်90ဒီဂရီဖြစ်အောင်ခံဆောင်ထားတဲ့နာဒေါင်းမှန်ကအနာဖြစ်ပြီးကျန်အနာတွေက h အနာနဲ့ y အနာကကျန်အနာဖြစ်မယ်အဲကြောင့်ဒေါင်းမှန်ကအနာကဘာလဲဆိုရင် r square ဒေါင်းမှန်ကအနာနှစ်ထပ်ဒီကျန်အနာနှစ်ဖက်လို့ပြောတဲ့အတွက်x square နဲ့ y square ကျန်တဲ့နှစ်ဖက်နှစ်ထပ်ကိန်းပေါင်းခြင်းနဲ့နှစ်ထပ်တင်ပေါင်းခြင်းနဲ့ညီမျှသည်လို့ပြောတဲ့အတွက် r square equal to x square plus y square ကပိုက်တာကိုတဲ့ဒီလိုဆရာတို့က r တန်မှုလိုချင်တယ်ဆိုကြပါစို့ဒီဘက်ကနှစ်ထပ်မလို့တစ်ဖက်ကိုသွားရင်ဘာဖြစ်သွားမှာလဲဆို square root ဖြစ်သွားဖြစ်တဲ့အတွက်ကြောင့် r equal to square root of x square plus y square ဆိုတဲ့ပုံပြင်ကြီးထွက်လာတယ်အဲ့တော့ဒီမှာဆရာတို့ပုံပြင်ကြီးတွေကဘယ်လိုရလာလဲဆိုရင် trigonometric form ရ complex number ပုံပြင်ကြီးကတော့အရင်ကသိခဲ့ပြီးသွားပြီ z equal to h plus y အဲ့တော့ဘာလို့လဲ point ပုံစံအဖြစ်ပြမယ်ဆိုရင် h, y ဆိုပြီးတော့ပေါ်ပြလို့ရတယ်ဟုတ်ပြီအဲ့မှာh, y လို့ပြောတဲ့အတွက်သူဒီ h ဝင်ယူနဲ့ z ဆိုတဲ့အမှတ်လေးက h ဝင်ယူနဲ့ y ဝင်ယူကြားမှာရှိမယ်ဒါကြောင့်ဒီနေရာမှာ h ဝင်ယူဒီမှာ y ဝင်ယူကြားမှာ z ဆိုတဲ့အမှတ်လေးရှိမယ်ဆိုရင် z ရဲ့ဆရာတို့ unit vector လေးပေါ့တနည်းအားဖြင့်z ရဲ့ absolute တန်ဖိုးလေးကဘာလဲဆိုရင် r ဆိုတာဘာလဲဆိုရင်သင်္ကေတအားဖြင့် r ဆိုတာဆို z ရဲ့ absolute တန်ဖိုးဟုတ်ပြီ z ရဲ့ absolute တန်ဖိုး r တန်ဖိုးလို့ချင်းဘယ်လိုရှာမလဲဆိုဒီမှာဆက်ဆွဲမလေးဆွဲလိုက်တဲ့ခါမှာဘာသတိကံရရလဲဆိုရင်ဒေါင်းမဲ့သတိကံရတယ်ဒေါင်းမဲ့သတိကံရလာဖြစ်တဲ့အတွက်ကြောင့်ပိုက်တာကိုရဲ့theoremကိုသုံးဒေါင်းမဲ့သတိကံရလာဖြစ်တဲ့အတွက်ကြောင့်ပိုက်တာကိုရဲ့theoremကိုသုံးပိုက်တာကိုရဲ့theoremကဒေါင်းမဲ့ကနားနှစ်ထပ်ဒီကျန်နားနှစ်ဖက်နှစ်ထပ်ပေါင်းခြင်းနဲ့ညီမျှသည်ဒါနဲ့နောက်တစ်ခုမှမှာက r equal to square root of x square plus y square r equal to square root of x square plus y square
ဟုတ်ပြီဒီနေရာမှာတိုင်းတာတဲ့အခါမှာဒေါင်းတွေကိုတိုင်းတာတဲ့အခါမှာ unit နှစ်ခုရှိဒေါင်းနဲ့ radian ပဲဒေါင်းတွေကိုတိုင်းတာတဲ့ unit နှစ်ခုရှိရဲအဲ့ဒါဘာလဲဆိုရင် degree နဲ့ radian ဒီဒေါင်းတွေကိုတိုင်းတာတဲ့ unit နှစ်ခုရှိတယ် degree နဲ့ radian အဲ့ဆိုယခုသင်ခန်းစာမှာတော့ဆရာဘာနဲ့ပဲတိုင်းပါလဲဆို radian နဲ့ပဲတိုင်းယခုသင်ခန်းစာမှာတော့ဆရာသီတာတန်မှုပေါ့နော်ဟဲ့သီတာတန်မှု radian နဲ့ပဲတိုင်းတာမယ်သီတာဆိုတာဘာလဲဆိုရင်အဲ့ဒီ HAC ဆိုတဲ့8ဝင်ရိုးနဲ့အဲ့ဒီ line segment ကြားထဲမှာရှိအကွာအဝေးလေးကိုသီတာရဲ့တန်မှုလို့ခေါ်တယ်အဲကြောင့်မြားလေးကတက်မယ်ဆိုဒီခေါင်းလေးကိုဒီလိုလေးတက်ပေါ့ H ဝင်ရိုးနဲ့အဲ့ဒီ line segment ပါဆိုတဲ့မြင်းချောင်းကြီးရဲ့ကြားမှာရှိအကွာအဝေးလေးကိုသီတာလို့ခေါ်တယ် H ဝင်ရိုးနဲ့Rဆိုတဲ့မြင်းချောင်းကြီးကြားမှာရှိအကွာအဝေးလေးကိုဘာလို့ခေါ်ရလဲဆိုရင်သီတာလို့ခေါ်တယ်H ဝင်ရိုးနဲ့Rဆိုတဲ့မြင်းချောင်းကြီးကြားမှာရှိအကွာအဝေးကိုဘာလို့ခေါ်ရလဲဆိုရင်သီတာလို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့ဒီမှာဆို trigonometric form ကဆရာတို့ပြန်ပြီး revision ပြန်ရမယ်ဆိုရင် z ရဲ့ equation တော့ z = h + yi ဖြစ်yi yi ဖြစ်တယ်ပေါ့နော်အဲ့မှာသူ့ comma အဖြစ်ပြောမယ် comma အနေနဲ့ point အဖြစ်ပြောမယ်ဆိုတော့ h, y ရတယ် h, y ရတာဖြစ်တဲ့ h, y ဖြစ်တာဖြစ်တဲ့တော့ကြောင့် z က h ဝင်ရိုးနဲ့ y ဝင်ရိုးကြားမှာရှိတဲ့အမှတ်လေးတစ်မှတ်ဖြစ်နေအဲ့တော့သူ h ဝင်ရိုးနဲ့ y ဝင်ရိုးကြားမှာရှိအမှတ်လေးကိုအာတမို့ရှာမယ်ဆိုရင် i ကဘယ်လိုကြောင့်မို့ i ပုံမီရလဲဆိုပိုက်တာကိုရဲ့ဒီလိုတောင်းလိုက်လို့ဒါမှမဟုတ်နှစ်ထပ်နှစ်ထပ်ဒီချန်နှစ်ဖက်နှစ်ထပ်ပေါင်းစုံနဲ့ညီမျှသည်ဆိုပိုက်တာကိုရဲ့ဒီလိုတောင်းလိုက်တယ်။ဒါပိုက်တာကိုရဲ့ဒီလိုတောင်းပြီးနောက်မှာAdamu equation ထွက်လာတယ် r = square root of x square plus y square ဆိုပြီး r equation ထွက်လာတယ်။အဲ့မှာ r equation ကိုကြာပေါင်းခတ်ပြီးထားတယ် r = square root of x square plus y square ဆိုပြီး r equation ထွက်လာဟုတ်ပြီအရင်ကသီတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုသီတာဆိုတာက h ဝင်ရိုးနဲ့ဟာဒီ line segment ဆိုတဲ့ r ဆိုတဲ့မြင်းကြားထဲမှာရှိတဲ့အကွာအဝေးကိုဘာလို့ခေါ်ရလဲဆိုရင်သီတာလို့ခေါ်တယ်ဟုတ်ပြီသီတာတန်ဖိုးကိုတိုင်းတာတဲ့အခါမှာဓာတ်တွေကိုတိုင်းတာတဲ့အခါမှာ unit နှစ်ခုရှိတယ်အဲ့ unit က degree နဲ့ radian ပေါ့ဒီလိုနေရတယ်အဲ့တော့သီတာနဲ့ပတ်သက်ပြီးတော့ဆရာတို့ဆက်ပြီးတော့ပြောစရာစကားရှိလာပြီသီတာနဲ့ပတ်သက်ပြီးတော့ဆရာတို့ sin နဲ့ cos တွေရှားတော့ sin သီတာ cos သီတာတွေဆရာတို့ဘာလို့ရတော့မလဲဆိုရင်သီတာနဲ့ပတ်သက်ပြီးတော့ sin သီတာ cos သီတာတွေရှားတော့အဲ့တော့အရင်ကဆရာတို့မှတ်ခဲ့ပူကြမယ်ထင်ပါတယ်နော်အဲ့တော့ trigon မှာဆိုရင် trigon နဲ့ပတ်သက်ပြီးတော့အရင်သင်ခန်းစာတွေမှာပေါ့အရင်အတိုင်းတွေမှာမှတ်ရမှာက trigon အချိုးဆရာတို့ဘာရှိရလဲဆို trigon အချိုး6ချိုးရှိတယ် trigon အချိုး6ချိုးရှိတယ်အဲ့ဒါကဘာလဲဆိုရင် sin cosine ဘာရှိမှလဲဆိုရင် tangent cotangent secant cosecant ဆိုပြီးတော့မှtrigon အချိုး6ခုရှိကျွန်တော်ကတော့ဒီမှာသီတာတောင်းနေရှာရမယ်ဆိုရင် trigon အချိုးတွေပါလာပြီး trigon အချိုး6ခုရှိတယ်အဲ့ trigon အချိုး6ခုကပါလဲဆိုရင် sin cosine tangent cotangent secant cosecant ဆိုပြီးတော့ trigon အချိုး6ချိုးရှိတယ်အဲ့တော့ sin ကိုလိုချင်ရင်အဲ့ဒါမှဆိုရင်မင်းတို့မှတ်ခဲ့မှာကတချို့ကကြလဲအရင်ဟိုဘယ်လိုပြောမလဲမက်စုလေးနဲ့မှတ်တာလားဘာလားတော့မသိပါဘူးသူတို့မနီထထဆိုတာဘာညာရှိမှာပါနော်အားကြတော့အဲ့ဒီဟာလေးရှိရပေါ့နော်မနီထထပေါ့နော်အဲ့လိုမျိုးပေါ့ဘယ်လိုပြောမလဲကလေးတွေနားလျောက်လျောက်အဲ့လိုတင်နေထင်ပါတယ်နော်အဲ့ဆိုထဘာဖြစ်မှာလဲဆိုရင်နီမဆိုရဲငယ်ငယ်ကဟိုဘယ်လိုပြောမလဲတင်ခဲ့တဲ့ equation ချက်ခဲ့တာပေါ့နော်အဲ့ကြတော့စားလို့လို့ချင်းမျက်နှာချင်းဆိုင်နားကိုဒီဘာနဲ့စားပါလဲဆိုတောင်းမဲ့ကအနားနဲ့စားကိုယ်လို့ချင်းနီးစပ်နားကိုဒီတောင်းမဲ့ကအနားနဲ့စားတန်းချက်ကိုလို့ချင်းမျက်နှာချင်းဆိုင်နားကိုဒီနီးစပ်နားနဲ့စားကိုတန်းချက်ကိုလို့ချင်းတော့နီးစပ်နားကိုတီးပြီးတော့မျက်နှာချင်းဆိုင်နားနဲ့စားစီးကောက်ကိုလို့ချင်းနဲ့ဆိုတော့တောင်းမဲ့ကအနားကိုတီးပြီးတော့နီးစပ်နားနဲ့စားကိုစီးကောက်ကိုလို့ချင်းနဲ့ဆိုရင်တော့တောင်းမဲ့ကအနားကိုတီးပြီးတော့မှမျက်နှာချင်းဆိုင်နားနဲ့စားဆိုပြီးတော့ပုံလေးကြီးထွက်လာတောင်းမဲ့ကအနားကိုတီးပြီးမှမျက်နှာချင်းဆိုင်နားဆိုပြီးနားနဲ့စားဆိုပြီးတော့ပုံလေးကြီးထွက်လာဟုတ်ပြီနော်အဲ့ဆိုရင်ဒီနေရာမှာစားလို့လိုချင်မျက်နှာချင်းလိုက်နားကိုတီးပြီးတော့တောင်းပန်ကန်တဲ့နားနဲ့စားပါအဲ့ဆို trigon အချိုး6ခုနဲ့ပြောမယ်ဆိုရင်အရင်တကယ်ကပြောလို့ရမယ်ဆိုရင် trigon အချိုး6ခုရှိတယ်အဲ့ဒါတွေက sin cosine tangent cotangent secant cosecant trigon အချိုး6ခုရှိတယ်အဓိကအပြင်ဆရာတို့အသုံးများတာတော့ sin နဲ့ cos နဲ့ပတ်သက်ပြီးဒီသင်ခန်းစာမှာဆရာတို့ဘာလို့တာလဲသိမှရပါနော် sin နဲ့ cos နဲ့ပတ်သက်ပြီးတော့ဒီသင်ခန်းစာမှာသိမှရမယ်စားလို့လိုချင်ဘာလို့ဒီပါနဲ့စားလဲဆိုမျက်နှာချင်းဆိုင်နားကိုဒီတောင်းပန်ကန်အနားနဲ့စားမှာဖြစ်အဲ့ဒါကိုဆရာတို့ကဒီမှာကဆိုကြပါစို့ sin theta ကိုလိုချင်တယ် sin theta ကိုလိုချင်တယ် sin theta ကိုလိုချင်တယ်ဆိုရင်ဘာလို့ဒီပါနဲ့စားမှာလဲဆိုမျက်နှာချင်းဆိုင်နားကိုဒီတောင်းပန်ကန်အနားနဲ့စားမှာတောင်းပန်ကန်အနားဘယ်အနားလဲဆရာရဲ့ဆို90 degree ဖြစ်တောင်းပန်အောင်90 degree ဖြစ်အောင်ခံဆောင်ထားတဲ့နားတောင်းပန်ကြအဲ့ဒီမှာပုံကြည့်ပါတောင်းပန်ကြ90 degree ဖြစ်အောင်ခံဆောင်ထားတဲ့နားတောင်းပန်ကန်အနားလို့ခေါ်တယ်ဒါကြောင့်တောင်းပန်ကန်အနားအားဖြစ်
ဟုတ်ပြီမျက်နှာချင်းဆိုင်နာလို့ပြောတယ်မျက်နှာချင်းဆိုင်ပါလဲဆိုတီတာရဲ့မျက်နှာချင်းဆိုင်နာတီတာရဲ့မျက်နှာချင်းဆိုင်နာကိုဒီတောင်းမဲ့ကန်အနားနဲ့ဆောက်ဆိုတီတာရဲ့မျက်နှာချင်းဆိုင်နာဒီမှာဆိုပါလဲဆို y တန်း y အနားဖြစ်တီတာရဲ့မျက်နှာချင်းဆိုင်နာဒီမှာ y အနားဖြစ်တာဖြစ်တဲ့ကြောင့် sin တီတာကိုလိုချင် yod ပါနဲ့ဆောက်ပါလဲဆိုရင် r နဲ့ဆောက်အဲ့ဆိုရင် yod r နဲ့ဆောက်မှာအဲ့ဆိုဆရာတို့ကဒီမှာဆိုရင် y တန်းမို့လိုချင်တယ်ဆိုကြပါစို့ r ကတစ်ဖက်ကိုတွားပြီးတော့ညီမကျတဲ့ဘက်မှာစားထားတယ်တစ်ဖက်တော့မြှောက်မှာဖြစ်တဲ့ကြောင့်y equal to r sin theta ဆိုတဲ့ပုံသဏ္ဍာန်တစ်ခုထွက်လာအဲဆိုအောက်မှာရေးပေးထားတယ် y equal to r sin theta ဆိုတဲ့ပုံသဏ္ဍာန်ဖြစ်ပေါ်လာပုံဆရာပြန်ရေးပေးထားတယ်အဲ့ဒါကဘယ်ရလာဆို triple အချိုး6ခုကလာတယ် sin ကိုလိုချင်ရင်မျက်နှာချင်းဆိုင်နာကိုဒီတောင်းမဲ့ကန်နာနဲ့စ cos ကိုလိုချင်တယ်ဆိုရင် cos sin ပေါ့နော် cos sin ကိုလိုချင်တယ် cos ကိုလိုချင်တယ်ဆိုရင်တော့နီးစပ်နာကိုဒီဘာနဲ့စပါလဲဆိုရင်တောင်းမဲ့ကန်နာနဲ့စအဲဆိုရင် cos theta ကိုလိုချင်တယ် cos theta ကိုလိုချင်တယ်ဆိုရင်တော့ theta ရဲ့နီးစပ်နာလို့ပြောတယ် theta ရဲ့နီးစပ်နာက h တောင်းမဲ့ကန်နာက r ဖြစ်တောင်းမဲ့ကန်နာအားဖြစ်မယ်အဲဆိုရင်တီတာရဲ့နီးစပ်နာကိုဒီတောင်းမဲ့ကန်အနားနဲ့စာအဲ့ဒါမှဆရာတို့က h ဆံမှုလိုချင်တယ်ဆိုရင် a equal to r cos တီတာဆိုတဲ့ပုံစံကြီးနောက်တစ်ခုထွက်လာအဲဒါကြောင့်ဒီမှာအောက်ကပေးထားတဲ့ a equal to r cos တီတာ a equal to r cos တီတာနောက်တစ်ခုကတန်းချက်ကိုလိုချင်တယ်ဆိုရင်တန်းချက် equal to က trigo ရဲ့ပုံမှန်နည်းလည်းမှတ်ထားမှာနော်တန်းချက်တီတာ equal to ကတန်းချက်ကိုလိုချင်ဘာလို့ဒီဘာနဲ့စားလဲဆိုရင် sin ကိုတီးပြီးတော့မှ cos နဲ့စားsin ကိုတီးပြီးတော့မှ cos နဲ့စား sin တီတာကိုလို sin တီတာတန်းချက်တီတာကိုလိုချင်တယ်ဆိုရင် sin တီတာကိုတီးပြီးတော့ cos တီတာနဲ့စား sin တီတာရဲ့တန်ဖိုးကဘာလဲဆိုရင် y by r cos တီတာရဲ့တန်ဖိုးက h by r အဲဆိုစအမြပြောအောက်ကပြောင်းပြန်လာတော့ r by h r နဲ့ခြေတော့ y by h ဆိုပြီးတော့မှပုံသဏ္ဍာန်တစ်ခုထွက်လာအဲဆိုတန်းချက်တီတာပါလဲဆိုရင် y by 8ပေါ့တန်းချက်တီတာက1 by y by 8ပေါ့နော်အဲ့တော့ဒီပုံလေးကိုကြည့်မယ်ဆိုရင်ဘယ်ကောင်ကတောင်းဘယ်အနာကတောင်းမဲ့ကန်အနာဘယ်အနာကတီတာရဲ့နည်းနည်းချင်းဆိုင်နာဘယ်အနာကတီတာရဲ့နီးစပ်အနာဆိုတာသိရမယ်ပြီးရင် trigo အချိုး6ခုနဲ့ပတ်သက်ပြီးတော့လည်းပြန်ပြီးတော့စာပြန်နှွှေ့ထားမယ်အဲ့တော့ trigo အချိုး6ခုရှိတယ် sin cosine tan ကြား cotan ကြား secant cos secant ဆိုရင် trigo အချိုး6ခုရှိတယ်အဲ့ဒီမှတ်ကတော့မှတ်နည်းကတော့တချို့ကလည်းဘယ်လိုမှတ်ကြလဲဆိုရင် oa hh AO ဆိုပြီးတော့လည်းမှတ်ကြတယ် O ဆိုတာက opposite side A ဆိုတာက adjacent side နဲ့ H ဆိုတာက hypotenuse side ဘာပဲခဲ့အနာ O ဆိုတာ opposite နည်းနည်းချင်းလိုက်နာ adjacent side ဆိုတာဘာအနာလဲဆိုရင်နီးစပ်အနာအဲဆို sine လို့ချင်း opposite နည်းနည်းချင်းလိုက်နာကိုဒီပြ hypotenuse ဓာတ်မကန်အနာနဲ့စာ cos ကိုလို့ချင်း adjacent နီးစပ်နိုင်နဲ့နီးစပ်နာကိုဒီပြ hypotenuse ဓာတ်မကန်အနာနဲ့စာဘယ်လိုပဲမှတ်အဓိကတော့ sin equation cos equation တွေသိနေဖို့ပါပဲเนาะတချို့ကကြတော့ many data ဒီမှနဲ့မှတ်တယ်တချို့ကလည်း oaနဲ့မှတ်တယ်ဒီကတော့ဒီနေရာမှာ sin equation ကဘယ်လိုဖြစ်ပေါ်လာလဲ cos equation ကဘယ်လိုဖြစ်ပေါ်လာလဲသိဖို့လိုတယ် sin ဓာတ်ကိုတန်ဖို့လိုချင်မျက်နှာချင်းဆိုင်နာကိုဒီတောင်းမှန်ကန်အနာနဲ့စား cos ဓာတ်ကိုတန်ဖို့လိုချင်နီးစပ်နာကိုဒီပြီးတောင်းမှန်ကန်အနာနဲ့စားတယ်ဆိုတာသိမှရမယ်အဲ့ဒါကြီးသိမှသာဟာဒီနောက်ဆက်တွဲအနေနဲ့ y ဆိုတဲ့ equation y equal to r sin theta ဆိုတဲ့ equation ဖြစ်ပေါ်လာပုံကိုသိမယ် a equal to r cos theta ဆိုတဲ့ equation ဖြစ်ပေါ်လာပုံကိုသိမှာဖြစ်တယ်အဲဆိုအောက်က trigonometric form မှာဆို z equation z equal to h plus yi ပဲသူ့ကိုပေါ်ရတဲ့ပြောမယ်ဆိုရင်တော့ h, y ပဲ h, y မို့လို့ဟာဒီ z ဆိုတဲ့complex number complex point လေးရာဆိုရင်ဒီ h value နဲ့ y value ကြောင့်မှရှိနေအဲ့တော့မှဆရာတို့က z ဆိုတာဘာလဲဆိုရင် r ရဲ့ absolute z ဆို r ဆိုတာကဒီနောက်မင်းအမှတ် r လို့မှတ်လိုက်တယ်ဆို r ဆိုတာက z ရဲ့ absolute တန်ဖိုးပဲ z ရဲ့ absolute တန်ဖိုးပဲအဲကြောင့်မို့ဒီနေရာမှာ z ကို modular ထည့်ထားတယ်အောက်ပြီး r လို့ခြင်းနဲ့ဆိုရင် Pythagoras theorem ဒေါင်းမှန်တရိကံဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့် Pythagoras theorem နဲ့တွားပြီးတော့မှညှိလိုက်တယ်ဒေါင်းမှန်ကအနားနှစ်ထပ်ဒီချန်အနားနှစ်ထပ်နှစ်ဖက်ပေါင်းစုံနဲ့ညီမျှတာဖြစ်တဲ့အတွက်ကြောင့် Pythagoras theorem ရဆိုရင် r ရဲ့ equation က r equal to square root of x square plus y square ဆိုပြီး equation ထွက်လာ Pythagoras theorem က r equal to square root of x square plus y square ဆို equation ထွက်လာတယ်ဟာမှာ h equal to r cos theta ဘယ်လိုရရလဲဆိုရင် trigo အချိုး6ခုရ sin theta ကိုလိုချင်တယ်ဆိုရင်မျက်နှာချင်းဆိုင်နာကိုဒီတောင်းမဲ့ကန်အနာနဲ့စာမျက်နှာချင်းဆိုင်က theta ရဲ့မျက်နှာချင်းဆိုင်ဖြစ်တဲ့အတွက်ကြောင့် theta ရဲ့မျက်နှာချင်းဆိုင်နာကိုဒီတောင်းမဲ့ကန်အနာနဲ့စာမဖြစ်တဲ့ကြောင့် theta ရဲ့မျက်နှာချင်းဆိုင်နာ y တောင်းမဲ့ကန်အနာ r မို့လို့ y ကိုဒီ r နဲ့စာအဲ့ဒါမှကျွန်တော် y နဲ့မို့လို့ချင်း r တစ်ဖက်ကိုတွားပြီးတော့ဖျောက်တာဖြစ်တဲ့အတွက်ကြောင့် y equal to r sin theta ဆိုပြီးတော့ထွက်ဒီနောက်တစ်ခုက cos ကိုလိုချင်တယ်ဆိုရင်တော့ theta ရဲ့နီးစပ်နာကိုဒီတောင်းမဲ့ကန်အနာနဲ့စာ theta ရဲ့နီးစပ်နာက h မို့လို့ h ကိုဒီပြီးတော့တောင်းမဲ့ကန်အနာ r နဲ့စာ h ကြောင့်မို့လို့ကျွန်တော်တစ်ဖက်ကိုတွားမြောက်တော့ h equal to r cos theta ဆိုပြီးတော့အဖြေထွက်ဟုတ်ပြီနော်တန်းချက်ကိုလိုချင်တယ်ဆိုတော့ sin by cos ဆိုပြီးတော့တန်းချက်ရဲ့တန်ဖိုးက y by h ဆိုပြီးတော့အဖြေထွက်လိမ့်
အားဆိုရင်ဒီနေရာမှာအဲ့တန်မိုးလေးက r cos တီတာ y ကကြတော့ y equal to r sin တီတာဖြစ်ပြီးတန်းချက်ကတော့ y မှာ x ဆိုပြီးတော့ထွက်လိမ့်အဲ့တော့ဆရာတို့ဖလှယ်ကြည့်မယ်ဒီနေရာမှာ r တန်မိုးလည်းသိသွားကြပြီ h တန်မိုး y တန်မိုးလည်းသိသွားပြီဆိုတော့သူ့ရဲ့မူလ complex equation ကတော့ h z equal to h plus yi မူလ complex equation က z equal to h plus yi အဲ့နေရာမှာဆရာတို့ဘာအစားထိုးမလဲအဲ့နေရာမှာa equal to r cos တီတာကိုအစားထိုးမယ်အဲ့နေရာမှာဆရာတို့ဘာအစားထိုးမလဲဆိုရင် r cos တီတာကိုအစားထိုးမယ်เนาะအဲ့နေရာမှာဆရာတို့အစားထိုးလိုက်တာက r cos တီတာ y နေရာမှာအစားထိုးလိုက်တာကဘာလဲဆိုရင် r sin တီတာ y နေရာမှာအစားထိုးလိုက်တာက r sin တီတာကို y နေရာမှာအစားထိုးလိုက်တယ်ဟုတ်ပြီတစ်ဖက်ကိုကြည့်မယ်ဒီမှာလဲ r ဆိုတော့ပါတယ်ဒီမှာလဲ r ပါတာဖြစ်တဲ့အတွက်ကြောင့် r ကိုဘုံထုတ်လိုက်မယ်ဒါဆို r ကိုဘုံထုတ်တဲ့အခါမှာလက်သေးကွင်းထဲမှာ cos တီတာ plus i sin တီတာဆိုပြီးတော့ထွက်လာတယ်အဲ့ဒါလေးကဘာပါလဲပဲဆိုရင် trigonometric form ပါcomplex number ရဲ့ trigonometric form ပါဒါလေးက complex number ရဲ့ trigonometric form က z equal to r cos တီတာ plus i sin တီတာပေါ့သူ့ polar form ရဲ့ရေးမယ်ဆိုရင်တော့ r cos မှာတီတာဆိုပြီးတော့ရမယ်ပေါ့နော်အဲ့တော့မင်းတို့မှတ်ထားမှာက z ရဲ့ equation z equal to h plus yi အဲ့ဒီ z complex number ရဲ့ trigonometric form ဆိုရင်ချက်ထားလိုက်ပါ r into cos တီတာ plus i sin တီတာr into cos တီတာ plus i sin တီတာ r into cos တီတာ plus i sin တီတာအဲ့ဒါဒီလောက်ဆိုရင်ရမယ်ထင်တယ်နောက်တစ်ခုဒီတိုင်းတာတဲ့ degree နဲ့ degree နဲ့ radian နဲ့ပတ်သက်ပြီးတော့ပြောအောင်မယ် degree ကနေပြီးတော့မှဆရာတို့က radian ကိုပြောင်းချင်တယ် degree ကနေပြီးတော့မှ radian ကိုပြောင်းချင်တယ်ဆိုရင်ဘာနဲ့မြောက်မှာလဲဆိုရင် pi 180 degree နဲ့မြောက်ပြန်တိုင်းတာတဲ့ unit နှစ်ခုရှိတယ် degree နဲ့ radian ရှိတယ် degree ကနေ radian ပြောင်းချင်တယ်ဆို pi 180 degree နဲ့မြောက်အဲ့ဆို pi ဆိုတာဘယ်လောက်လဲဆိုရင်pi ဆိုတာက180 degree အဲ့ဆိုရင်2 pi ဆိုရင်တော့ဘယ်လောက် degree လဲဆိုရင်360 degree အဲ့ဆိုရင်နောက်တစ်ခုက pi by 2ဆိုရင်ဘယ်လောက် degree 180ကို2နဲ့စမှာဖြစ်တဲ့အတွက်ကြောင့်180ကို2နဲ့စမှာဖြစ်တဲ့အတွက်ကြောင့်သူဒီဘယ်လောက် degree လဲဆိုရင်90 degree ဖြစ်မယ်စသဖြင့်ပေါ့နော်အဲ့တော့မှဆရာတို့က radian ပြောင်းကျင်တယ်180 ကို radian တန်ဖိုးပြောင်းကျင်တယ်ဆိုရင်တော့ pi by 180 degree ဟိုပါပေါ့ radian ဟိုပါပေါ့ degree ကို radian ပြောင်းကျင်တယ်ဆိုရင် pi by 180 degree နဲ့မြောက်ဥပမာဆိုကြပါစို့ဒီ90 degree 90 degree ကိုဆရာတို့က radian ပြောင်းကျင်တာဖြစ်တဲ့အတွက်ကြောင့် pi by 180 degree နဲ့မြောက်တယ်ဆိုရင်90ဆိုတာနှက်လီဆိုတော့သူ့တန်ဖိုးက radian တန်ဖိုးက pi by 2ဆိုပြီးတော့အပြည့်ထွက်လိုက်ဟုတ်မလားအဲ့ဆိုအဲ့ဒီ radian တန်ဖိုးနဲ့ပတ်သက်ပြီးတော့ sin တွေ cos တွေနဲ့ပတ်သက်ပြီးတော့မှတ်စရာကြီးလဲဆရာတို့ရှိပါသေးတယ်မှတ်စရာကြီးလည်းရှိသေးတယ်ဒီလိုလို့ဆိုရင်ဒီရှိပြန်ပြောဦးမယ်နော် trigonometric form ရဒီရှိပြန်ပြောဦးမယ် trigonometric form ရ z equation trigonometric z ရဲ့ complex equation ကို trigonometric form ပြောတော့မယ်အဲ့ဆိုမှတ်ရမှာက complex equation က z equal to h plus yi အဲ့ဒီ complex equation ကို trigonometric ပြောင်းထားတဲ့ equation က z equal to r into cos theta plus i sin theta ကိုကဆရာတို့အဲ့ဒီ z equal r into cos theta plus i sin theta ဖြစ်ပေါ်လာပုံကိုပြန်ပြောပြတယ်ဒီနေရာမှာ a equal to r cos theta y equal to r sin theta r equal to square root x square plus y square ဆိုအဲ့ဒီအပေါ်ခုနရှင်းခဲ့တဲ့ပုံပေနည်းတွေရဆက်တွဲချက်တွေကဖြစ်တယ်ဆိုတာကိုရှင်းတာတယ်နောက်တစ်ခုအရင်ကတကယ်ကမှာ sin 30 degree ကဘယ်လောက်လဲ cos 30 degree ကဘယ်လောက်လဲဆိုတာလည်းမလို့သိထားဘူးလူသေးတယ်ဒါလေးကလမ်းမလေးဆိုရင်30 degree ဖြစ်မယ်30 degree ဖြစ်မယ်45 degree ဖြစ်မယ်လက်ကလေးဟိုလက်ညှိုးကကြတော့60 degree လို့စိတ်ကလေးမှတ်ထားမယ်လက်သက်လေးကတော့ဘယ်လောက်လဲ degree လဲဆိုရင်90 degree လို့မှတ်ထားလိုက်ဟုတ်ပြီနော်အပေါ်ဆရာတို့ကအပေါ်တရက်ဒီအပေါ်တရက်လက်ဒီမှာလဲဒီမှာကိုယ်လို့ဆက်လို့ရအပေါ်တရက်ရှိဆိုအပေါ်တရက်ကိုဆရာတို့ဘာလို့တက်လဲဆိုရင် sin အတွက်လို့မှတ်လိုက်အောက်တရက်ကိုကြတော့ဘာအတွက်လဲဆိုရင် cos အတွက်လို့မှတ်လိုက်ပြီးတော့ဆင်လိုက်သွားမယ်3ည1နဲ့3 4ပြောမှအောက်ကပြောင်းပြန်သွားမယ်4 3နဲ့1 3ညဆိုပြီးမှတ်ထားလိုက်ဟုတ်ပြီ sin 3 degree ကိုလိုချင်တယ်ဆိုရင်ပေးထားတဲ့ဆရာတို့ဒီအစင်လိုက်တန်ဖိုးတွေကို root တင်ပြီးတော့2နဲ့အစားအဲကြောင့် sin 3 degree sin 3 degree ဆိုကြပါစို့ sin 3 degree ဆိုရင်အဲဒီ3ကို root တင်ပြီးတော့မှဘာနဲ့စားပါလဲဆိုရင်2နဲ့စားမှဖြစ်တဲ့အတွက်ကြောင့်သူဒီ3ပဲရဟုတ်ပြီအဲဒါ sin 3 degree ပြီးတော့ sin ဘယ်လောက် degree လဲဆိုရင်30 degree sin 30 degree မှာရောက်နေရက1မို့လို့1ကို root တင်ပြီးတော့မှဘာနဲ့စားမှလဲဆိုရင်2နဲ့စားမှာ1ကို root တင်ပြီး2နဲ့စားတာက root ကို root နေရထွက်ရင်1ပဲရတာဖြစ်တဲ့အတွက်ကြောင့် 1/2 ပဲအဖြစ်ထွက်လိမ့်မယ်ဟုတ်ပြီ1/2ပဲအဖြစ်ထွက်လိမ့်မယ်